အားလုံးပဲမင်္ဂလာပါဖျားဖို့ခရီးစဉ်ဒုတိယပိုင်းမှာပြန်လည်ကြိုဆိုလိုက်ပါတယ်17နိုင်လောက်တည်းကရန်ကုန်တက္ကသိုလ်မှာဖွဲ့ယူပြီးတော့ထွက်လာလိုက်တာအခုဆိုရင်ကြောက်တန်းမြို့တဲကိုရောက်ရှိနေပါပြီဝယ်ယူမောင်မယ်တရားအနေနဲ့ဝယ်ယူတဲ့နေ့မှာဘယ်လိုတွေဖြတ်တန်းခဲ့ရတယ်ဆိုတာကိုရှေ့ဗီဒီယိုမှာတင်ပြပေးခဲ့ပါတယ်ခင်ဗျအခုတော့ကျွန်တော်အရန်သွားဖူးခြင်းနေတဲ့ရေလေဖျားကိုရောက်ရှိလို့လာခဲ့ပါပြီရေလေဖျားကိုသွားခြင်းနဲ့ဒါပေမဲ့မသွားဖြစ်တဲ့ညီကိုတွေမဖူးတာကြပြီဖြစ်တဲ့ရင်းနှီးရဝေကမိတ်ဆွေတွေအားလုံးကိုကျွန်တော်လည်းအတူလိုက်ခဲ့ဖို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျဆက်လေငားမယ်ဆိုရင်အမျိုးအစား2မျိုးရှိပါတယ်ဆက်လေအသေးက3000ဖြစ်ပြီးအမိုးပါရင်တော့9000ဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ကတော့လူများတဲ့အတွက်9000နဲ့ဆက်လေကိုပဲငားခဲ့ပါတယ်အခုတော့ကျွန်တော်တို့ဖျားပေါ်ရောက်ရှိလို့လာခဲ့ပါပြီခုမြင်နေရတာကတော့ကျွန်တော်တို့ဖျားဘူးဧည့်သည်တွေအတွက်လုပ်ပေးထားတဲ့ထမင်းသားတောင်ပါခင်ဗျအားလုံးပဲစားကြအောင်မလားခင်ဗျကျွန်တော်တို့အခုပိုက်စားလို့အရင်စားနေလိုက်မယ်နော်ဒီမှာကရေအလူရှင်ရောရေနွေးအလူရှင်ရောရှိတဲ့အတွက်ကြောင့်စားပြီးရင်အခုတောက်မလားအေးတောက်မလားစိုက်တာရွေးချယ်လို့ရပါတယ်ခမင်းစားပြီးရင်ကော်ဖီတောက်ရမှကျန်တဲ့မိတ်ဆွေတို့အတွက်လည်းခမင်းစားဆောင်ပေးမှာဒီဇိုင်းလေးရှိပါတယ်နော်တစ်ခွက်မှ1000ပဲကြပါလေခင်ဗျစားပြီးတောက်ပြီးကြပြီဆိုတော့ကျွန်တော်နဲ့အတူတူဖျားတစ်ပတ်လိုက်ကြည့်လိုက်ကြရအောင်နေရာကိုပဲရရအမှတ်တရဓာတ်ပုံကလေးတွေရိုက်ကူးချင်ရတဲ့ကျွန်တော်ရမိတ်ဆွေတို့အတွက်ဒီနေရာလေးမှာလာပြီးရိုက်လို့ရပါတယ်ခင်ဗျခုကျွန်တော်တို့ကားဆရာကြီးလိုက်ပို့တယ်ညဝိုင်းဖျားကိုတွားနေကြတာပဲဖြစ်ပါတယ်။ဘားဆရာကြီးတွေ့တာချက်အရာညဝိုင်းဖျားမှာတပုံရိုက်ချင်တဲ့လူငယ်တွေအတွက်အရန်ကောင်းတဲ့နေရာရှိတယ်ဆိုလို့ကျွန်တော်တို့လည်းမယုံတည်ုံနဲ့တွားကြည့်ခဲ့တာပါ။ညဝိုင်းလေးဖျားဆိုရင်ဂျွာလေးတရွာတန်းမှာတည်ထားတာဖြစ်လို့ကျွန်တော်တို့သွားမယ်ဆိုရင်အဲ့ဒီဂျွာလေးကိုဖြတ်ကားပါလေခင်ဗျ။အခုဖျားတဲ့လက်ရောက်ပြီဆိုတော့ဘာလို့ရှိလဲဆိုတာကိုကျွန်တော်နဲ့အတူတူလိုက်ကြည့်ပေးကြပါအောင်ခင်ဗျာဒါနဲ့စကားမဆက်ကျွန်တော်တို့ငားလာတဲ့ကားဆရာကြီးကအရန်တဘောကောင်းပါလေကျွန်တော်တို့တနေကုန်းဒလားကနေရန်ကုန်တက္ကသိုလ်ကနေကြောက်တန်းကနေညောင်ဝိုင်းလေးဖျားတနေကုန်းလုံးကိုမှကျွန်တော်တို့ကိုကားကတသိန်းပဲယူပါတယ်ခင်ဗျာနောက်တစ်ခုတတိပေးချင်တာကတော့ဓာတ်ပုံတွေလည်းမိမိစိတ်ကြရိုက်ပြီးသွားပြီဆိုရင်ဖျားလေးဖူးဖို့မမေ့နဲ့အောင်နော်နောက်ဆုံးတော့ကျွန်တော်တို့ဒလားဘက်ကိုပို့ဖို့ပန်းစိုးရတမန်စိတ်ကိုရောက်ရှိနေကြပါပြီခင်ဗျလမ်းမှာကျွန်တော်တို့ငှားလာတဲ့ကားပိန်းလေးကျွတ်သွားတာကလွယ်လို့အားလုံးအဆင်ပြေပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲခင်ဗျမိတ်ဆွေတို့အနေနဲ့သိချင်တဲ့များရှိရင် comment မှာလာမေးလို့ရပါတယ်အားလုံးပဲကျေးဇူးပါ